ပိန်လာလီကပွဲစဉ်တစ်ပွဲစုသုံးသက်ချက်မင်္ဂလာပါကျွန်တော် MFD နဲ့မှာဒီပရိုမှာကျွန်တော်တို့စပိန်လာလီကပွဲစဉ်2026ရဲ့ပွဲစဉ်တစ်ပွဲစဉ်နှစ်ပွဲရှိပါတယ်အဲ့ဒီမှာကျွန်တော်အသေးစိတ်ကိုအလာဘတ်နဲ့ဂီတာဖေးပွဲစဉ်ကိုပွဲစုသုံးသက်ချက်လေးလုပ်ပြီးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းတွေနဲ့ပြည့်စုံပါစေကျွန်တော်တို့ Open Day ဖြစ်တာကြောင့်ပုံမှန်ထက်မတေချာမှုတွေခံမှန်းလို့ပြောလို့မရတာတွေရှိကောင်းရှိတတ်ပါတယ်ပါလာတတ်ပါတယ်ဒါကြောင့်မလို့ဒါလေးတော့သတိထားစေချင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့စလိုက်အောင်ဈေးတန်း formula ကိုအရင်စမယ်ဗျာနော်အလာဘက်က -50 နှလုံး50ဖြစ်တဲ့အတွက်ပေါ်ရီနဲ့ဂိုးပေါင်းဈေးကအရင်ကက်လွန်းပါတယ်အလာဘက်ကို1 0မျိုးပေးချင်တာပါဂီတာဖေးကိုရအတီရှိတော့1-1ဖြစ်ကောင်းဖြစ်နိုင်ကြီးရှိပါတယ်နှလုံး50ကိုပေါင်းစီးပုံပါ Open Game ပြောတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်မီဘရူးမာတော့ short တက်လို့တော့မရဘူးဒါဆိုရင်ကျွန်တော်တို့ DD analysis ထပ်ပြီးတော့လေ့လာကြည့်မယ် formula ရဆိုရင် -80 နဲ့နှလုံး10စားနှလုံး20စားကိုပေါင်းစီးဆိုရင်ကျွန်တော်တို့ formula 2-1ရှိပါတယ် -50 နဲ့နှလုံး50ကိုပေါင်းစီးဆိုရင်ဒါ1 0မျိုးပေးချင်တာဒါပေမဲ့စပိန်လာလီဂါကတိတဲ့အတိုင်းပဲ2 plat တွေကကိုပေါင်းကအမြဲတမ်းအနေများပါတယ်ပုံမှန်ပုံဝင်လေးပေးချင်တာ1 C ပြဘသူမေးမေး1 C ပဲဒါပေမဲ့ 2+50 ဆိုတာအချိန်မေး rich များတယ်အချိန်မေးကိုပေါ်နိုင်တယ်သတိထားရမယ်ကိုပေါင်းစီပါဒါဆိုရင်ကျွန်တော်တို့ဆက်ပြီးလေ့လာအောင် have to have ကိုသွားကြည့်မယ်မနေ့ကတွေးဆုံမှုမှာအလာဘက်ကအိမ်ကွင်းကနေ -50 ပေးခဲ့ပြီးတော့ဂီတာဖေးက Z2 နဲ့တော့နိုင်ခဲ့တယ်ဒီနေ့မှာတော့ဂီတာဖေး Z2 နဲ့ထပ်နိုင်ပါမလားကျွန်တော်ကတော့မထင်ဘူး Z2 မျိုးတော့ထပ်ပြီးတော့လာဖို့ကမသေးကြဘူးလို့ပဲကောက်ချက်ချပါတယ်နှစ်သိတွေးဆုံမှု9ချိန်ဆက်မှာလဲ under 2.5 ဖြစ်ထားလို့ဒီချိန်မှာလဲ under 2.5 အဖြစ်ဖို့ခွန်လန်းပို့ပြီးများတယ်အကောင်းနေတယ်ယူဆပါတယ်ဒါ theory ဘိုင်းမှာရာသီပွဲစဉ်လေးဖြစ်တဲ့အတွက် defensive structure ကိုပဲနှစ်သိန်းလုံးကအဓိကထားပြီးပုံစံမျိုးဖွင့်လှစ်ထားတာဖြစ်ပါတယ်ဒါဆိုကျွန်တော်အလာဘက်ရဲ့ခြေစွမ်းကြည့်အောင်အလာဘက်ရဲ့ခြေစွမ်းမှာ၄ပွဲမှာ2ပွဲနိုင်2ပွဲတရေနောက်ဆုံး၄ပွဲမှာရရှိထားပါတယ်အားသာချက်ကတော့အိမ်ကွင်းအားသာချက်နဲ့စတင်ရမှာဖြစ်ပါတယ်ဂီတာဖေးရဲ့ခြေစွမ်းမှာဆိုရင်ဂီတာဖေးကနောက်ဆုံး၄ပွဲမှာ2ပွဲတရေ2ပွဲရှုံးရလက်တွေထွက်ပေါ်ထားပါတယ် midfield stretcher ကောင်းပြီးတော့အလာဘက်ကိုအလွယ်တကူ open game မဖြစ်အောင်လို့ထိန်းပြီးတော့ကစားနိုင်တဲ့အတင်းတင်းလေးဖြစ်ပါတယ်ဂီတာဖေးမှာကွန်းလေပိုင်းကနေပြီးတော့ထိန်းသိမ်းလို့ရတဲ့အနေအထားမျိုးရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီပွဲကပေးလာတဲ့ဈေးတန်းအရာဆိုရင်တော့ opening game ပေါ့နော်စဖွင့်တဲ့ချိန်မှာနှစ်သိန်းလုံးကဖွင့်စော်လာမဲ့အနေထားမျိုးတော့ခွန်လန်းတော့နည်းနည်းလေးအားနေချက်ဖြစ်နေပါတယ်ဒါဆိုကျွန်တော်ရွေးချယ်မှုတွေကိုစကြည့်အောင်ဒါခြေစမ်းပိုင်းအရာဆိုရင်အလာဘက်ကအထက်ကတင်ပြထားသလိုပဲနည်းနည်းလေးတာနေတယ်အရှင်အားသာချက်လေးလည်းရှိနေတယ်ဈေးတန်းရလေးကလည်းမှန်တယ်လို့ပြောလို့ရတဲ့အတွက်ကျွန်တော်တို့ 1x ကိုဆေးဖြစ်နိုင်ပါတယ်ကိုပေါင်းစီနှလုံး50မလို့ under 2.5 လောက်ကတော့စိတ်ချဖို့ခွန်လန်းပုံများတယ်နောက်တဲ့တွေ့ဆုံမှု9ချိန်ဆက်ကလည်း under 2.5 ဖြစ်ထားလို့ပါဒါကြောင့်မို့ကျွန်တော်တို့ကတော့ရွေးချယ်မှုပါဆိုရင်အလာဘက် body အလာဘက်ကိုပေါင်း off one bus မှာကစားမယ်ဆိုရင် 1h and 3.5 safe ဖြစ်ဖို့ခွန်လန်းများပါတယ်ကျွန်တော်ရွေးချယ်မှုကတပွဲတည်းဆိုရင်အလာဘက် body ရွေးချယ်ပေးပါတယ်ခံမှန်း1 0ပါဒီညမှာနှစ်ပွဲရှိတဲ့အတွက်စောပွဲချင်နေလာဘက်နဲ့ဒီဂီတာဖေးပွဲကိုကြည့်ပြီးတော့ကျွန်တော်ညနေပွဲကိုလှုပ်ရှားလို့ရပါတယ်အချိန်မတူတဲ့အတွက်ဘရန်သောမှာအခွင့်အလမ်းရှိပါတယ်ကျွန်တော်ရဲ့အနီးကရွေးချယ်မှုအနီးက sport လေးတွေကိုရာသီတစ်နှစ်စာလုံးအမြဲတမ်းထိတွေ့ပြီးတော့တွေးတွင်ကစားဖို့အတွက် MTLNTIB တစ်ဆိုပြီး Telegram မှာ join ထားဖို့မြေတားရက်ခံပါတယ်အားပေးတဲ့တော့ချင်းစီတိုင်းကျေးဇူးအရင်တင်ပါတယ်ကျွန်တော် MFD အနာပါ